Hello ဘောင်းစင်းလုံးမဲဒီနေ့ဘောင်းစင်းလုံးမဲဗီဒီယိုတွေကဘယ်သူတွေအတွက်လဲဆိုရင်ခရီးသွားရတာစိုက်တဲ့လူတွေနဲ့ထမင်းစိုက်တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်ဆင်ကဲဒါဆိုရင်ဘာလေးဖြစ်မလဲထမင်းစိုက်တာဒါမှမဟုတ်ဘာဖြစ်မလဲပေါ့နော်ကဲဘောင်းစင်းလိုက်ပါပြီ81ကထွက်ရှိထားတဲ့ portable right cooker 0.6 liter လေးပဲဖြစ်ပါတယ်ရှင်ဒီထမင်းပေါင်းလေးဆိုလို့ရှိရင်လေထမင်းပေါင်းလောက်တော့မထင်ရဘူးပေါ့နော်ဒီမှာလက်ဆွဲကိုင်းလေးလည်းပါတဲ့အတွက်အရန် comfort ဖြစ်တဲ့အရန် portable ဖြစ်ပါတယ်ရှင်ဒီဟာလေးဆိုလို့ရှိရင်ခရီးသွားရတာအရန်ကြိုက်တဲ့သူတွေနဲ့ထမင်းကြိုက်တဲ့သူတွေအတွက်တကယ်ကိုဆောင်ထားတင်ပါတယ်။ကိုကခရီးသွားရတာလည်းကြိုက်တဲ့အတိုင်းပဲအမြဲတမ်းထမင်းလေးနဲ့မှဘာပဲဆဆပေါ့နော်ထမင်းလေးနဲ့တွဲစားတတ်တဲ့သူလေးတွေပေါ့နော်။ကားပေါ်မှာပဲဖြစ်ပေါ့နော်ကားပေါ်မှာဆိုလို့ရှိရင်လည်းဒီဟာပလက်ပေါက်လေးထိုးပြီးထမင်းအိုးလေးတည်ထားလိုက်ရုံပဲဟိုတယ်တွေနားနေတဲ့အခါကျလို့ရှိရင်လည်းကိုကထမင်းလေးနဲ့မှတွဲစားမယ်ဆိုရင်လည်းထမင်းပေါင်းထမင်းအိုးလေးကောက်တည်လိုက်ရုံပဲပေါ့နော်အရန်ကိုလည်းကိုရွှရှင်ပါတယ်ရှင်ဒီ81ရဲ့ portable right cooker လေးကလေပုံမှန် 0.6 liter ရဲ့တဲ့အရန်ကိုသေးပြီးတော့ကျစ်တယ်ပေါ့နော်အရန်ကျစ်လေးလေးနေရာစားမိယူအောင်ထုတ်ပေးထားတဲ့အတွက်အရန်ကိုအဆင်ပြေပါတယ်ရှင်သူကပေါ့နော် portable right cooker ဆိုတာထက်ပိုတယ်ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင် तू ကအကုန်လုံး digital display လေးနဲ့သွားတယ်ပြီးတော့ touch screen လေးနဲ့သွားတယ်ပေါ့နော်ပြီးတော့သူ့မှာ function က4မျိုးတောင်ပါပါတယ်ရှင်boil water ခောက်ဆွဲတွေပြုတ်မလားစုပ်ပြုတ်လေးတွေပြုတ်မလားပြီးတဲ့ခါကျတော့ကလေးလေးတွေအတွက်ဖြည့်ဆွတ်စွာတွေဆက်မလားပေါ့နော်ကိုယ်ဒီမှာကလေးလေးတွေရှိရဲဆိုရင်ကလေးလေးတွေအတွက်တတိတန်းဖြည့်ဆွတ်စွာဆက်ချင်တယ်ဆိုလဲဒီအိုးလေးကအရန်ကိုအဆင်ပြေပါတယ်ရှင်ပြီးတော့သူ့မှာဒီမှာတွေ့တဲ့အတိုင်း key one function လေးတွေလည်းပါတဲ့အတွက်ထမင်းတွေကိုပေါ့နော်ဗာလေးပဲဆက်ပူအောင်ပေါ့နော်အချိန်ကြာပူအောင်ထိန်းသိမ်းထားပေးနိုင်ပါတယ်ရှင်ဒီ81ရဲ့ portable right cooker လေးကတော့အာမခံတစ်နှစ်ပေးထားပါတယ်ရှင်ဆန်ချိန်ခွန်းနဲ့ဆန်ချိန်နှုတ်စီဘူးနဲ့ပေါ့နော်နှုတ်စီဘူးနဲ့ဆိုရင်တော့သူကနှုတ်စီတဝက်ဆန့်ပါတယ်ရှင်ပြီးတော့ဝက်ဆွဲအားကလည်း900ဝက်ပဲရှိရဖြစ်လို့ဘေးနေရာကိုပဲသွားတည်သွားလို့ရပြီးတော့အလွယ်တကူချက်စားလို့ရမယ်ထမင်းပေါင်းလေးပဲဖြစ်ပါတယ်ရှင်အခုမြင်ပြပေးခဲ့တဲ့81ရဲ့ portable right cooker လေးကိုသဘောကျနှစ်လို့ဝယ်ယူအားပေးနေဆိုရင်တော့မိတို့ရဲ့မိရွှေဒီဇိုင်းခွဲတိုင်းမှာဝယ်ယူအားပေးလို့ရတယ်လို့ online မှာတက်ဆင်လဲယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်